မင်္ဂလာပါဒီနေ့ကျွန်တော်တို့ ACN 2Y 2019ရဲ့ chapter 2 diaphragm ခန်းကိုဖတ်ကြမယ်အဲ့တော့ဒီ diaphragm ဆိုတဲ့ဟာဘာတွေပါလဲဆိုတဲ့ဥစ္စာတော့ 12.1 scope မှာသူကပေါ်ပြပေးထားတယ်တဲ့အဲ့တော့ 12.1.1 မှာဘာပြောလဲဆိုတော့ diaphragm that are cast in place slab ပေါ့ cast in place နေရာမှာတင်လောင်းတဲ့ slab ဖြစ်တဲ့ diaphragm နေတဲ့ nambah B ကကြတော့ diaphragm that comprise a cast in place stopping slab or precast element precast element ဒီပေါ်မှာအပေါ်ကနေပြီးတော့တင်လောင်းတဲ့ cast in place လောင်းတဲ့ topping slab ပေါ့နော်ဥပမာprecast slab ကတော့ပါရင်ပါပဲဆိုတော့အဲ့ဒါကိုအပေါ်ကရှိတဲ့ဒီcast in place topping နဲ့တွဲလို့ရအောင်သူလုပ်ချင်လုပ်ထားမယ်မလုပ်ချင်မလုပ်ထားဘူးတကယ်လို့တွဲပြီးတော့function ပြအောင်လုပ်ထားမယ်ဆိုရင်တော့အရင်ရှိတဲ့ precast slab နဲ့ဒီ cast in place နှစ်ခုပေါင်းတဲ့diaphragm ကိုရမယ်ပေါ့နော်တကယ်လို့လုပ်မထားဘူးဆိုရင်တော့လေဒီ topping slab ကပေးတဲ့ဒီ diaphragm တစ်ခုကိုသူရလိမ့်မယ်ပေါ့နော်နောက်တစ်ခါ C ပေါ့ C ကဘာလဲဆိုတော့တဲ့ diaphragm that comprise precast element with end straight formed by either a cast in place concrete topping slab or hash beam နဲ့သူကလည်း precast element နဲ့တွဲတာပဲဒါပေမဲ့သူကဒီ end straight ပေါ့အဆုံးသက် straight မှာပဲသူကနေရာမှာတင်လောင်းတဲ့ concrete slab ဖြစ်ခြင်းဖြစ်မယ်ဒါမှမဟုတ်လည်း HB နဲ့လောက်တာမျိုးဖြစ်ခြင်းဖြစ်မယ်တဲ့အဲ့ဒါလောက်တဲ့ဒီ diaphragm ကိုရှိမယ်တဲ့အခုက D ပေါ့ diaphragm of interconnected precast element cast in place without ပေါ့နော် without cast in place concrete topping မှာပါတဲ့precast element တွေချိတ်ဆက်ထားတဲ့ diaphragm ဆိုပြီးတော့၄မျိုးပေါ့ဒီ၄မျိုးကတော့ဒီ chapter နဲ့အကျုံးဝင်တယ်ပေါ့လေဒီ၄မျိုးပြင်လဲdiaphragm တွေရှိမယ်ဒါပေမဲ့ဒီ ACN 2019ရဲ့ chapter တွေကတော့ဒီ၄မျိုးအကြောင်းကိုတော့သူကဖော်ပြပေးထားတယ်ပေါ့နော်အဲ့တော့တဲ့ diaphragm ဆိုတာဘာလဲပေါ့နော် diaphragm ဆိုတာဘာလဲဆိုတော့တဲ့ diaphragm ဆိုတာကတဲ့ပုံမှန်အဖြစ် typically ကတော့ horizontal ပေါ့ဗျာဒါမှမဟုတ်လဲ horizontal နီးပါးလောက်ရှိတဲ့ပေါ့နော်သူကကြတော့ဘာsurf လုပ်တယ်လဲဆိုတော့တဲ့ဒီ lateral force တွေကို transfer လုပ်တယ်ဘယ်ကို transfer လုပ်တာလဲဆိုတော့တဲ့ဒီ lateral force resisting system ရဲ့ vertical element တွေကို lateral force ကို transfer လုပ်တဲ့ဥစ္စာကိုလုပ်တယ်တဲ့နောက်ပြီးတော့တဲ့ဒီ diaphragm တွေကဒီ bearing ရဲ့ element ပေါ့ bearing ရဲ့ element တွေအကုန်လုံးကိုသူကတိုင်းလုပ်လိုက်တယ်တိုင်းလုပ်လိုက်ပြီးတော့သူကချုပ်လိုက်ပြီးပေါ့ဗျာတသားတည်းဖြစ်အောင်တွဲလိုက်တယ်ပေါ့နော်တွဲလိုက်ပြီးတော့ဒါ 3 dimensional system ကြီးတစ်ခုဖြစ်သွားအောင်လုပ်လိုက်ပြီးတော့ lateral support ကိုသူတို့ပေးတယ်ပေါ့နော်နောက်ပြီးတော့ကျတော့ဒီ diaphragm တွေကပုံမှန်ကျွန်တော်တို့ရှိတဲ့ gravity load တွေပေါ့နော်ဒါတွေကိုလည်းသူက resisting လုပ်ရမယ်အဲ့ function ကိုလည်းသူကယူထားပါတယ်တဲ့နောက်ပြီးတော့ဒီ diaphragm တွေမှာတဲ့chord တို့ collector တို့ဒါတွေလည်းသူကပါဝင်ပါတယ်တဲ့diaphragm chord ဆိုတာကတော့ဒီ diaphragm ရဲ့အဆုံးပေါ့နော်အဆုံးအားတွေကိုသူက chord လို့ခေါ်တာပေါ့နော်collector ဆိုတာကြတော့လေဘာခေါ်လဲဆိုတော့ကျွန်တော်ဒီ12.1.1 ပုံကိုပြပြီးတော့ရှင်းပြပေးပါမယ်အဲ့တော့ဒီပုံမှာဆိုရင်သူက lateral force ပေါ့နော်အဝင်းကလာတာရှိမယ်နောက်ပြီးတော့ seismic ကလာတဲ့ရှိမယ်ပေါ့အဲ့ lateral force ကို y direction အတိုင်းလာတဲ့ဟာပေါ့နော်လာတဲ့ဟာရှိရဆိုရင်ဒီဝင်းတွေတို့နောက်ပြီးတော့ seismic တွေတို့ဆိုတာကတို့အပြင် exterior wall တွေကိုရောက်တာရှိမယ်နောက်တစ်ခုကဒီ seismic ရဲ့ inertial force ဆိုတာ mass တစ်ခုချင်းစီကိုသွားတာဖြစ်တာဆိုတဲ့အတွက်ဒီ diaphragm ကိုယ်လိုက်ပါကသူကseismic inertial force တွေရောက်တာရှိမယ်ပေါ့လေအဲ့တော့အဲ့ diaphragm တွေကဒီပြောတဲ့ဒီ seismic force တွေကိုသူက transfer လုပ်ပြီးတော့ဒီ vertical element တွေစီကိုပို့ဆောင်ပေးတယ်ပေါ့လေအဲ့တော့ဒီမှာဆိုရင်ဒီ y direction တိုင်းကို resisting လုပ်တာကတော့ဒီမှာ structural shear wall တွေဘေးပညာနှစ်ဖက်မှာပါတယ်ပေါ့နော်ဒါပေမဲ့ဒီ vertical element ဒီ lateral force ကို resisting လုပ်တဲ့ဥစ္စာကဒီ diaphragm ရဲ့ throughout ကလေးသူကရှိမနေဘူးဗျာရှိမနေတဲ့ခါကျတော့ဒီ diaphragm ကဒီခုနပြောတဲ့ force တွေကိုဒီ shear wall စီကိုတွားဖို့အတွက်သူကအဲ့အရာတွေကို collect လုပ်ပေးရတယ်စုပေးရတယ်ပေါ့နော်သူကစုပေးပြီးတော့မှဒီ shear wall တွေကိုသူကtransfer ပေးရတယ်ပေါ့ဒါကြောင့်မို့သူကို collector လို့ကျွန်တော်တို့ကခေါ်တာပေါ့နော်အဲ့တော့ဒီ diaphragm ကဘာ force တွေကိုတွားပြီးတော့ develop လုပ်တယ်လဲဆိုတော့
in plane သူရဲ့ diaphragm in plane မှာရှိတဲ့ဒီ bending moment တွေ shear တွေပေါ့နော်နောက်ပြီးတော့exhale လုပ်တွေရှိမှာပေါ့ဗျာဒီဟာတွေအကုန်လုံးကိုသူကsub လုပ်ပေးရတာပေါ့နော်နောက်ပြီးတော့တဲ့ဒီ distributor လို့ခေါ်တာလည်းရှိပါတယ်တဲ့ distributor ဆိုတဲ့ဟာအခေါ်ကဘယ်လိုအခါမျိုးခေါ်တယ်လဲဆိုရင်ပေါ့နော်ဒုက္ခမျိုးခေါ်လဲဆိုတော့ဒီပုံမှာဆိုရင်ဒီအပေါ်တာဝါဆိုတော့ဗျာဒီမြေပြင် level လောက်မှာသူကကျဲလာတယ်ပေါ့ podium လေးရှိလာတယ်ပေါ့နော်ကျဲလာတယ်ပြီးရင်ကြတော့ဒီ diaphragm ကဘေးမှာရှိတဲ့ဒီ shear wall တွေပေါ့နော်ဒါမှမဟုတ်ရင်လည်းဆိုတော့ဒီ basement wall တွေပေါ့ဗျာbasement wall တွေနဲ့တွားပြီး connect လုပ်တယ်ပေါ့နော် connect လုပ်တယ်အဲ့တော့ဒီအတာဝါလာတဲ့ဥစ္စာကဒီ level မှာပေါ့နော် podium level မှာဆိုရင်ဒီ distributor ဆိုတဲ့ function ကိုယူပြီးတော့ဒီ diaphragm တွေတစ်ဆက်ဒီဘေးမှာရှိတဲ့ basement wall နဲ့ကူးလူပြီးတော့ transfer လုပ်ပေးရတာပေါ့နော်အဲ့ဒါကိုကျွန်တော်က distributor လို့ခေါ်တာပေါ့နော်နောက်ပြီးတော့ 12.1.2 ကဘာပြောလဲဆိုတော့တဲ့ဒီ structure diaphragm ရဲ့ structure ကတဲ့ဒီ seismic design category DEF ဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့က chapter 18ဒီ earthquake resistant structure ရဲ့အခန်းပေါ့နော် 80.12 ကိုတော့လိုက်နာဖို့စင်ပြေဖို့လိုအပ်ပါတယ်တဲ့နောက်ပြီးတော့ 12.2 တဲ့ 12.2 general ဘာပြောလဲဆိုတော့ design shall consider forces ပေါ့ဒီ design မှာ diaphragm design မှာကျွန်တော်တို့ဘာတွေစဉ်းစားရမလဲဆိုတော့တဲ့ A ကနေ E ထိစဉ်းစားရမယ်တဲ့ပထမတစ်ခုကဘာလဲဆိုတော့တဲ့ diaphragm in plane forces due to lateral load acting on the bearing နဲ့ in plane forces ဆိုတာကဒီသူ့ရဲ့ plane တိုင်းရှိတဲ့ force တွေပေါ့နော်အဲ့တော့ lateral force ကြောင့်ဖြစ်တဲ့ဥစ္စာတွေကိုသူက in plane forces တွေကိုသူကစဉ်းစားပြီးတော့ design လုပ်ရမယ်ပေါ့နော်အဲ့တော့ diaphragm in plane forces ဆိုတာကကြာရင်တော့ဒီခုနကျွန်တော်တို့ပြောတဲ့ဒီ wing လောက်ထားပါတော့ဗျာ wing လောက်ဆိုရင်တော့သူက external မှာရှိတဲ့ဒီ non structural component တွေဖြစ်တဲ့ဒီ partition တွေပြီးတော့ဒီ structural wall တွေလည်းရှိမယ်ပေါ့ဗျာအဲ့ wall တွေကိုတက်ရောက်မယ်အဲ့ wall တွေကမှတစ်ဆင့်သူက diaphragm ကနေပြီးတော့ transfer လုပ်ပြီးတော့သွားမယ်ပေါ့နော်နောက်ပြီးတော့ခုန earthquake force တွေပေါ့ earthquake force တွေလည်းအတူတူပဲဒီ diaphragm ကိုတိုက်ရိုက်သွားတဲ့ in plane force တွေရှိမယ်ဒါအပြင်ခုနပြောတဲ့ဒီဘေးမှာရှိတဲ့ဒီ wall တွေကနေတစ်ဆင့်เนาะနောက်ပြီးတော့ vertical element တွေတစ်ဆင့်လာတဲ့ဟာတွေရှိမယ်ပေါ့เนาะအဲ့ in plane force တွေကိုကျွန်တော်တို့က design လုပ်ရမယ်တဲ့အဲ့ဒါက B ကကြတော့ diaphragm transfer forces ပေါ့ဒီ diaphragm ကနေပြီးတော့force တွေကို transfer လုပ်ရမယ်တဲ့အဲ့တော့ဘယ်လိုမျိုးအခါမျိုးဖြစ်တယ်ဆိုရင်တော့တဲ့သူကနော်ဒီ podium structure ပါတဲ့ဟာမျိုးပေါ့နော်podium structure ပါတဲ့ဟာမျိုးဖြစ်တယ်ဆိုရင်ကြတော့ဒီအလယ်ရှိတဲ့ tower လိုဟာမျိုးကနေပြီးတော့ဒီ podium structure မှာသူ့ရဲ့ diaphragm ကြီးကကျယ်ပြန့်ပြီးတော့သွားတဲ့အခါကျတော့ဒီ tower နဲ့ဒီဘေးမှာရှိတဲ့ဒီ basement wall တွေနဲ့ပေါ့နော်အဲ့အရာတွေကိုသူက transfer လုပ်ဖို့အတွက်ပေါ့ force တွေကို transfer လုပ်ဖို့အတွက်ဒီ diaphragm ကအလုပ်လုပ်ရတယ်တဲ့အဲ့ force တွေကိုကျွန်တော်တို့ကစဉ်းစားပေးရမယ်တဲ့အဲ့ဒါက C ကဘာပြောလဲဆိုတော့တဲ့ connection forces တဲ့ between the diaphragm and the particle framing or non-structural element တဲ့အဲ့တော့ C ကကြတော့ဘာတွေရှိမလဲဆိုတော့တဲ့သူကဒီ vertical framing ဖြစ်တဲ့ဘေးမှာရှိတဲ့ဒီ non structural wall တွေဖြစ်ချင်းဖြစ်မဲ့ partition wall တွေပေါ့နော်နောက်ပြီးတော့ shear wall လိုဟာမျိုးဖြစ်ချင်းဖြစ်မဲ့အဲ့ဒီကိုကျွန်တော်က force တွေ wind force တွေဒီ earthquake force တွေတက်ရောက်မယ်ဆိုရင်အဲ့အရာတွေမှာတစ်ဆင့်ဒီ diaphragm ကိုသွားမယ်ဒီ connection ဖြစ်တဲ့ force တွေကိုလည်းသူက design မှာစဉ်းစားရမယ်တဲ့နံပါတ် D ကဘာတွေစဉ်းစားဖို့ရှိမလဲဆိုတော့တဲ့ forces resulting from bracing particle or slope weighting element တဲ့အဲ့တော့ဒီပုံမှာကျွန်တော်တို့နမူနာကြည့်မယ်ဆိုရင်ဒီ column ပေါ့နော်ဒီ column ကvertical တက်မလာဘဲနဲ့သူကဘေးကိုဒီမှာလာပြီးတော့စောင့်ပြီးတော့သွားတယ်ပေါ့နော် incline ဖြစ်သွားတယ်ပေါ့အဲ့တော့ incline ဖြစ်တဲ့အခါကျတော့ဒီ force တွေက incline force နဲ့သူဆင်းလာတာပေါ့နော်ဆင်းလာတဲ့အခါကျတော့ဒီမှာ thrust ဆိုပြီးတော့ဒီဘေးလိုက်တွန်းအားတွေဖြစ်တယ်ပေါ့နော်အဲဘေးလိုက်တွန်းအားတွေကဒီ diaphragm မှာခံစားရပြီးတော့ diaphragm ကတင့်တော်တဲ့ဒီ vertical element တွေစီကို
force တွေကိုပို့ရမှာပေါ့နော်အဲ့တော့အဲ့ဒါတွေကိုလည်းဒီ diaphragm မှာစဉ်းစားပြီးတော့အလုပ်လုပ်ဖို့ရှိပါမယ်တဲ့အဲ့ဒါက E ကပါရှိလဲဆိုတော့တဲ့ diaphragm out of plane forces တဲ့ diaphragm out of plane forces ဆိုတာကဒီ diaphragm ကသူ့ရဲ့ plane တိုင်းရှိတဲ့ဥစ္စာပေါ့နော်ဥပမာဒါဆိုရင် diaphragm ရဲ့ plane တိုင်းရှိတဲ့ဥစ္စာဒါ diaphragm ရဲ့ plane တိုင်းရှိတဲ့ဥစ္စာကိုဒါ in plane forces လို့ခေါ်တယ်ပေါ့နော်ဒီ diaphragm ရဲ့ plane ကိုတောင်းပန်ကြပြီးတော့လာတဲ့ forces တွေကိုကျွန်တော်က out of plane forces လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒီ diaphragm ရဲ့ out of plane forces မှာကျွန်တော်ပုံမှန် gravity ခြေနေမှာသူက serve လုပ်ရမယ်ဟာရှိတယ်ပေါ့နော်။မှာ flow slab ဆိုရင်လည်း flow slab ကဒီအပေါ်မှာရှိတဲ့ gravity force တွေပေါ့နော်။အဲ့တော့gravity force တွေသူ့မှာ furniture တွေရှိမယ်။ဒါမှမဟုတ်ရင်လည်းအပေါ်မှာကျွန်တော်တို့ live load တွေပေါ့နော်။အဲ့အမျိုးတွေပေါ့။အဲ့ဒီအကုန်လုံးကိုကျွန်တော်တို့ကlive load တွေ dead load တွေဒါတွေအကုန်လုံးကို serve လုပ်ရမယ် out of plane forces တွေကိုလည်းကျွန်တော်က design မှာစဉ်းစားရပါလိမ့်မယ်တဲ့။နောက်ပြီးတော့တဲ့ဒီ diaphragm တွေက open နေဖြစ်တယ်ဆိုရင်နောက်ပြီးတော့ slab fight တွေဆိုရင်တဲ့သူကဒီ design ထဲမှာသူကစဉ်းစားရပါမယ်တဲ့material ပေါ့အဲ့တော့ material တော့ဒါ material က chapter 90ကိုသွားပေါ့တူပါပဲအခြားအရင်နဲ့เนาะအဲ့လိုပဲ steel reinforced span ဆိုရင်လည်းဒီ chapter 30ပေါ့เนาะသူရဲ့ design property တွေအတိုင်းရွေးချယ်ရပါမယ်ပေါ့ပြီးတော့ 12.3 က design limit ပေါ့ design limit က minimum diaphragm ရဲ့ thickness ပေါ့เนาะအနည်းဆုံးထားမဲ့ diaphragm ရဲ့ thickness တွေတဲ့အဲ့တော့ diaphragm ရဲ့ thickness ကဘယ်ပေါ်မူတည်လဲဆိုတော့တဲ့သူ့ရဲ့ thickness ကရှိရမယ် stability ရ strength ရ stiffness ရပေါ့ under factor load combination ပေါ့အဲ့ဒါတော့ပုံမှန်ပါပဲဘယ် element ဆိုဒါကstrength ရ stiffness ရ stability သုံးချက်ကတော့ပြည်လည်ရမယ်ပေါ့နော်အဲ့တော့စဉ်းစားတဲ့ load combination ကတော့လည်းဒီ factor load combination အခြေအနေမှာရှိမယ်ပေါ့နော်နောက်ပြီးတော့တဲ့ flow roof diaphragm တွေကတဲ့ share have a thickness not less than that required for flow roof element in other part of this scope ပေါ့အဲ့တော့ဒီအခန်းက diaphragm ဆိုတာကတော့အဓိကတော့lateral force transfer လုပ်တဲ့ mechanism ကိုအဓိကထားပြောတာပေါ့နော်ဒါပေမဲ့သူကပုံမှန်ကျွန်တော်တို့ခုနပြောနေတဲ့ဒီ vertical load resisting လုပ်တဲ့ဒီ out of plane forces တွေအတွက်လိုအပ်ချက်တွေဖြစ်တဲ့အခြားအပိုင်းတွေကိုလည်းသူကလိုက်နာရမယ်ပေါ့နော်12.4 require strength ပေါ့သူရဲ့လိုအပ်တဲ့ strength တွေပေါ့နော်အဲ့တော့အဲ့အရာတော့ require strength သူလိုအပ်တဲ့ strength တွေဆိုရင်လည်းကျွန်တော်ရဲ့ factor load combination က chapter 5အတိုင်းရှိရမယ်ပေါ့နော်နောက်ပြီးတော့ဒီ require strength တွေကတဲ့that are part of flow or roof cross section တွေကဘယ်အရာတွေပါမလဲဆိုတော့ out of plane load တွေကိုလည်းတဲ့ simultaneously with other applicable load အခြားတက်ရောက်တဲ့ load တွေနဲ့အပြိုင်ရှိနေရပါမယ်တဲ့အဲ့တော့ diaphragm မှာဆိုပါတော့ဗျာ axial force ရှိရပေါ့နော်ဥပမာ axial compression ရှိမယ် tension ရှိမယ်เนาะအဲ့အမျိုးဖြစ်တယ်ဆိုရင်လည်းသူပုံမှန်ထမ်းရမယ့်ဒီ vertical အကြောင်းဖြစ်တဲ့ moment တွေလည်းရှိမယ်ပေါ့เนาะအဲ့အရာတွေကိုတပြိုင်တည်းစဉ်းစားပြီးเนาะအကြောင်းရှိရပေါ့เนาะနောက်ပြီးတော့ diaphragm modeling and analysis diaphragm modeling နဲ့ analysis requirement ဒီ general building code ရဲ့ requirement တွေရတဲ့ share govern ဖြစ်တယ်တဲ့ where applicable ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်တဲ့ diaphragm modeling နဲ့ analysis ကတဲ့in accordance with 12.4.2.2 ခုနောက်ဖော်ပြမယ်ပေါ့နော် 12.4.2.2 ကနေပြီးတော့12.4.2.4 အထိတိုင်းတာရမယ်ပေါ့အဲ့တော့တဲ့ modeling နဲ့ analysis procedure တွေကတဲ့ဒီ requirement က chapter 6အတိုင်းတဲ့နော်အဲ့တော့ reasonable ဖြစ်တဲ့ consistent ဖြစ်တဲ့ဒီ assumption တွေကိုလည်းဒီ diaphragm stiffness တွေကိုလည်းခွင့်ပြုရပါမယ်တဲ့diaphragm in plane ပေါ့နော် in plane မှာရှိတဲ့ diaphragm ရဲ့ design movement တွေ shear တွေ axial force တွေ calculation တွေကတဲ့
ဘာနဲ့ consistent ဖြစ်ရမလဲဆိုတော့တဲ့ requirement of equilibrium ပေါ့ကျွန်တော်တို့ equilibrium အခြေအနေပေါ့နော်အဲ design boundary condition တွေကိုလာရောက်ညီတွေရှိရပါလိမ့်မယ်တဲ့အဲ့ဒါက it shall be permitted ခွင့်ပြုလို့ရပါတယ် to calculate design moment တွေရှိရတဲ့ axial force တွေကိုတဲ့အောက်မှာဖော်ပြတဲ့ one of a ကနေပြီး e ရအချက်တွေနဲ့လာရောက်ညီတွေရှိရမယ်ပေါ့နော်ခွင့်ပြုလို့ရတယ်ပေါ့နော် rigid diaphragm model တဲ့ if the diaphragm can be idealized as rigid ပေါ့ diaphragm ကိုကျွန်တော်တို့က rigid အနေနဲ့စဉ်းစားလို့ရတယ်ဆိုရင်သူ့ rigid diaphragm လို့ပြီးလို့ရပါတယ်တဲ့ flexible model ကိုလည်း flexible ဖြစ်တယ်လို့ယူဆလို့ရတယ်ဆိုရင်flexible လို့ပြောလို့ရပါတယ်တဲ့နောက်တစ်ခုက boundary analysis အဲ့ဒီမှာဆိုရင်တဲ့ design value တွေကတဲ့ design value are the envelope of value obtained by assuming upper bound and lower bound in place stiffness for the diaphragm in two or more separate analysis ပေါ့analysis မတူညီတဲ့ analysis နှစ်ခုဒါမှမဟုတ်နှစ်ခုထက်ပိုတဲ့ analysis နဲ့လုပ်တဲ့ရဲ့ဒီ upper bound ရဲ့ lower bound in place stiffness တွေကိုကြည့်ပြီးတော့ယူဆပြီးတော့သူ့ရဲ့ envelope ကိုယူပြီးတော့ယူတဲ့ဟာမျိုးနဲ့လုပ်လို့ရပါတယ်တဲ့နောက်ပြီးတော့ကြတော့final element model နဲ့လုပ်လို့ရတယ်တဲ့နော် final element model diaphragm flexibility ကိုစဉ်းစားတဲ့ final element model နဲ့လုပ်လို့ရတယ်တဲ့နောက်တစ်ခါ E ကပါရှိအောင်လဲဆိုတော့တဲ့ stock and time model နဲ့လည်းလုပ်လို့ရပါတယ်တဲ့